ဒါနဲ့မင်းရေးစားဦးနဲ့အချစ်ဦးလွမ်းမယ်ဆိုရင်ဘယ်သူ့ပို့လွမ်းလဲနောက်ပြီးတော့လေပထမဆုံးချစ်သူတွေမဖြစ်ခင်ကောင်မလေးကစချင်းနဲ့နေပေါ့ကွာအဲ့လိုလေးဆိုရင်ဘယ်ပြောကောင်းလဲကွာအကိုကြီးကအခုအကိုကြီးချစ်တဲ့လူတွေတူတူနေရတာပေါ့နော်မဟုတ်ဘူးကွာငါလည်းအခုချိန်ကြီးချစ်နေနေတဲ့သူမျိုးကွာမတတ်မလဲလေဟာဟေ့အောင်မင်းငါ့ကိုဘယ်လိုခေါ်လိုက်တာလဲဟမ်ဘာတတ်မလဲဘာဟာရမင်းပိုဆိုးနေပြီနော်မင်းငါမျက်နှာကိုကြည့်စမ်းဟမ်မင်းအဘခေါ်ရမယ့်အရွယ်လားဟမ်ဘာတတ်မလဲကိုဟိုမင်းငါ့ကိုဘယ်လိုခေါ်လိုက်တာအကိုအေးမင်းစောနာကလေးငါ့ကိုအဲ့လိုခေါ်ရမှာလေကွာမင်းကတော့ငါတို့ထိုင်ဆွေးတစ်ခါတော့ပြောလိုက်ကိုကထိုင်ဆွဲရကျွန်တော်ဆိုင်မှာမရှိတော့ဘူးထင်အော်ဟောဟုတ်မယ်ဖြော်တဲ့ကောင်ဆွေးပြီးတော့သေတော့မယ်နော်ထိုင်ဆွေးဆိုတာကြားစိတ်ကိုပြောတာတော့ငါပြောတယ်တော့မှလိုက်တော့လူကောင်လည်းမသိစောစီကြောက်တယ်သူကြောက်တယ်ထိုင်ဆွဲခါရဲကြိုင်မှာကိုွေးလိုက်လို့ကြိုင်မှာကိုွေးလိုက်လို့ရမုံမင်းအချစ်ဆိုတော့ဘယ်လိုလဲဟောထော်ကြီးကမြန်ထူးဆန်းလိုက်လားဗါလေဒီနေ့အကြောင်းအချစ်လားမဟုတ်ပါဘူးကွာဒါနဲ့မင်းရေးစားဦးနဲ့အချစ်ဦးလွမ်းမယ်ဆိုရင်ဘယ်သူ့ပို့လွမ်းလဲထော်ကြီးကအချစ်ဦးနဲ့ရေးစားဦးဆိုတာဘာကွာလို့လေအတူတူပဲမဟုတ်ဘူးလားမသိမှတ်ထားကွာအချစ်ဦးဆိုတာသူနဲ့စတွေ့မဲ့အချိန်မှာအကြောင်းအရာတစ်ခုကသူ့အလိုလိုဖန်တီးလာတာမျိုးကွာပြီးတော့ရင်ခုန်တဲ့အစ်စ်ဆိုတာလေအချိန်ညမှာသူ့ကိုလေဖက်ကနေမြင်လိုက်ပြီဆိုတာနဲ့သူ့လိုလိုလှုပ်ရှားလာတာမျိုးကွာမြင်ရတယ်သူ့နာမည်ကပန်းနေဦးတယ်ကျွန်တော်အသေးကိုကင်လုံနိုင်တယ်တူတယ်တော့သူပေါ့ဗျာပန်းလေးတွေလှတယ်ဆိုတာထက်တာသူကပူပါတယ်ဗျာသူ့အပြုံးတစ်ခါမြင်ရတာဒီလောကကြီးတစ်ခုလုံးတိတ်ဆိတ်သွားပြီကျွန်တော်ရင်မထဲကနှလုံးခုန်တန်တစ်ခုတည်းပဲကြဲကြဲလောင်လောင်နဲ့ယထာတစင်းလိုအရှင်ကြီးကြီးခုံမောင်းနေတာမျိုးဗျာသူ့ရဲ့အလားကတိတ်ကိုကြပြဆန်နေဗျာပန်းတို့ဟိုလေဟိုတယောက်ထဲလားဟိုပန်းတို့ဟိုလေဒီနေ့ရောဘာချက်လဲဘာရှောက်မေးနေရလဲကိုနိုင်ရဲ့နေ့တိုင်းဒါလေးပဲမေးနေတာဘန်းတို့ကလေမနက်စာလေးစားပြီးသွားရင်နေ့လယ်စာကိုလည်းချက်သားချက်နေပြီးတော့ပြီးတော့ခြံထဲမှာလည်းဖဲဟင်းနေထည့်တာလေညနေစားလို့ရှင်လည်းဖိတ်နဲ့ပြန်ပါလေ9 နာရီညနေစာစားဖို့တော့လည်းချက်ပြုတ်တဲ့အကောင်ဈေးထဲမှာဝယ်ပြီးသွားပြီပြီးတော့ညစာချက်ပြုတ်ဖို့လည်းအကောင်ဝယ်ပြီးသွားပြီပြီးတော့လို့ရှင်ဖုန်းပေလည်းအကောင်ပြည့်ဖြည့်ထားတယ်ညစားလို့ရှင်ရုပ်ရှင်စင်စားဖို့လည်းမုတ်တီလည်းအကောင်ဝယ်ထားတယ်ကဲဘာသိချင်လဲအော်ပန်းတို့ရဲ့ဘာလို့အဲ့လိုမျိုးအကုန်လုံးပြောချလိုက်တာတော့ပန်းတို့အဲ့လိုမျိုးပြောချလိုက်တော့ကိုနိုင်မှာပြောစရာမရှိတော့ဘူးလေကိုနိုင်ရင်ထဲမှာရှိရပြောပေါ့ကိုနိုင်ရင်ထဲမှာဘာရှိလဲဆိုတော့ပန်းတို့မသိဘူးဟိုလေဟိုကိုနိုင်ကလေဟို
ကဲဟိုဟာတွေဘာလောက်နေပါလဲပြောစရာရှိမှာတော့ပြောဟိုမှာပန်းလို့ဖယ်ရီနောက်ကြတော့မယ် ဟိုဟာလေပန်းတို့ကောင်းကောင်းသွားနော် တောင်းမှာမပူနဲ့ရှင်လေတက်တက်လုံးလူပြဲပြဲဖြစ်မှာသိလား 是不可能没有去买对了。 ဟာကွာအရေးကြောင်းဆိုပြောကိုပြောမထွက်ဘူးဟိုကဒီလောက်လမ်းခင်းပေးတာတော့မှငါနောက်ကနေဖြောက်အောင်မလိုက်နိုင်ဘူးဟာအရေးကြောင်းဆိုငါဒီပစ္စည်းကြီးอ่ะကွာဟာငါကြံရင်ဖြစ်တော့မယ်ဟမ်ဦးကောင်းဦးတော်မဖြစ်ငနိုင် အဲ့လိုပါဆိုကိုတကယ်အချစ်ကိုစတွေ့ပြီဆိုရင်မင်းဘာလို့လို့အောင်မှမသိဘာပြောလို့ပြောရမှာမသိပါဘူးကွာနောက်ပြီးတော့လေပထမဆုံးချစ်သူမိမဖြစ်ခင်ကောင်မလေးကစချင်းနဲ့နေပေါ့ကွာအဲ့လိုနေဆိုရင်လေဘယ်ပြောကောင်းမလဲကွာ မေရစံတွေလေမလွင်နေတယ်ညင်တာစွာနဲ့ဆိုင်ခွင့်ရချင်လေကဲဆိုရင်ဝေးOh, sorry no. ဟိုပန်းနူကတိတ်လာတာပဲနော်အရန်လဲချစ်ဖို့ကောင်းတယ်ဟာမဟုတ်သေးပါဘူးကွာဟိုပန်းနူကတိတ်လာတာပဲနော်ဟိုကဘာပေါ်မှာရှိတဲ့ဘယ်ရမဆိုပန်းနူရဲ့အလှကိုမိမှာမဟုတ်ဘူးဟောဒီပန်းနူရဲ့အလှတွေကြောင့်ကိုနိုင်ပန်းနူကိုဆွဲလန်းနေတာများလားဟုတ်ပြီ ကိုနိုင် အော်ပန်းနူရောက်ပြီလားထိုင်လေးထိုင် 哦，ထိုင်လိုက်နေဘာလို့ညာလဲကိုနိုင်ထိုင်စားရှိတာထိုင်ပြီ ဟိုလေဟိုဟာလေဟိုဟာ ဟောဟိုပန်းလို့ခေါ်ရဆိုလို့လေဘာပြောမလို့လဲ အော်ဟုတ်တယ်ဟိုကိုနိုင်လေးဟိုပန်းတို့အဲ့ဒါပြောစရာရှိလို့ဆိုပြီးတွေးခွင့်တောင်းလိုက်တာ ကဲအခုလည်းပန်းလို့ရောက်လာပြီဆိုတော့ပြောစရာရှိတာပြောလေဘာပြောမလို့လဲ ဟိုလေဟိုဟာကိုနိုင်နဲ့ဒီပန်းတို့နဲ့တိတာတော်တော်ကြာပြီလေပြီးတော့မနက်ခင်းတိုင်းပန်းတို့ယုံသွားလို့ရှိရင်ကိုနိုင်စောင့်မြုံနေကြလေအဲ့ဒါပန်းတို့လာရလမ်းလေးကိုကိုနိုင်ငေးပြီးတော့လေအဲ့ဒါ ကဲဟုတ်ပါပြီအဲ့ဒါထားလိုက်ပါပန်းလို့ပြောစရာရှိတာပြောစကားကြီးပလင်ခံပြီးပြောနေနဲ့ဟုတ်ပြီလား ဟိုဟာလေဟိုကိုနိုင်ရလေဟိုပန်းတို့ကိုလေ ကဲကိုနိုင်ရတော့လေဘာလဲပန်းလို့ကြောက်နေရလားမင်းကလေးကရှက်ရမှာကွာကိုနိုင်ကလာပြီးရှက်နေတယ်ဘာလဲကိုနိုင်ကပန်းလို့သဘောကျနေလို့လား ဟာပန်းနုသိရလားဟမ်ကိုနိုင်သဘောကျတော့ပန်းနုသိရလား ကဲပန်းလို့လည်းရေးစားမိပါရဲ့ကိုနိုင်လို့ဘာကိုနိုင်ဟိုမှာသူများကြီးကြည်နေတယ် ကြည့်ပါစေကွာ လို့ပါကိုနိုင်လို့ပါ ကိုနိုင်က ဟာ အရန်ချစ်လို့ဟာလို့ဘူးကွာဘူးလို့ကိုနိုင်ကချစ်လို့လေဘူးလို့ အကိုလူတွေရှိရင်လှက်ပါ ဟာဖေးအောင်မင်းဘယ်လိုဖြစ်လို့ရောက်လာလဲဟမ်ပြီးတော့မင်းငါ့လောက်ကိုလည်းကင်ထားတယ် 我们不是干他。 ကျွန်တော်မစိုးရင်လေကိုဆွဲတာပါ ။အော်အေးမင်းကမဟုတ်တာနော်။မင်းဇက်ရှင်တက်လာရင်လာဖြတ်ပြီ ကျွန်တော်လည်းဖိတ်ခွက်လေးလာချပေးတာပါဗျာ ။အေးပြီးရောကွာ။သွားတော့။ဒါနဲ့နေစမ်းပါ။မင်းတို့ကအချစ်ကြောင်ပြောနေရတာဆိုတော့ရီးစားဘယ်နေအောင်ထားဘူးလဲ။မင်းထားဘူး ဗျာကျွန်တော်မထားဘူးပါဘူးဗျာကျွန်တော်ဘသူကကြိုက်မှာလဲ ။မင်းရောထားဘူးလား မထားဘူးပါဘူးဗျာ ။
ဟာမင်းတို့ကရီးစားလည်းမထားဘူးပဲနဲ့ဟမ်အချစ်အကြောင်းတွေပြောနေလိုက်ကြတယ်ဗျာအဲ့ဒါကြောင့်မလို့ပြောတယ်ဆရာကြီးလည်းနာဆောချစ်ကအချက်ကတိမ်မွေ့တယ်အရန်နူးညံ့တယ်ကွာနော်ဒီနေ့ခေတ်မှာအချစ်ကိုတဏှာရမတ်လို့ထင်နေကြတယ်အဲ့ဒီတဏှာရမတ်တွေကတဏှာကိစ္စပြီးသွားရင်ဘာမှမကြံခဲ့ဘူးဟောဒီလိုဖောက်ဖက်ခါပြီးထွက်သွားကြတာကွာတကယ်အချစ်ဆိုတာဟောဒီနှလုံးသားထဲမှာကြံတာဆွဲတယ်မြဲတယ်တွေ့တာတယ်မြင်နိုးတယ်ပေါ့ကွာကိုဘဝတစ်လျှောက်လုံးတွေ့အဖော်မကောင်းတယောက်ပေါ့ကွာတိတ်ကိုကြီးကျယ်ခမ်းနာတယ်ကွာနော်တေးသေးတိမ်တိမ်နဲ့တော့မင်းတို့ရဲ့စိတ်ထဲမှတ်မှတ်စေချင်သူကကိုယ့်ကိုညင်းပယ်နေဆုံးပြစ်နေတော့မှအပြစ်မမြင်ပဲနဲ့ဟိုးအဝေးရနေငေးကြည့်ပြီးတော့ကျဉ်နဲ့နေတဲ့အချင်းမျိုးသူကကိုယ့်ကိုညင်းပယ်နေဆုံးပြစ်နေတော့မှကိုကအပြစ်မမြင်ပဲနဲ့ဟိုးအဝေးရနေငေးကြည့်ပြီးတော့ကျဉ်နဲ့နေတာမျိုးကိုခေါ်တာဒါဆိုရင်အကိုကြီးကအခုအကိုကြီးချစ်တဲ့လူနဲ့တူတူနေရတာပေါ့နော် မဟုတ်ဘူးကွာငါလည်းအခုချိန်ကြီးချစ်နေမိတဲ့သူမျိုးကွာ ဟမ်အဲ့ဒါဆိုရင်အကိုကြီးချစ်တဲ့လူကဘယ်ရောက်သွားလို့လဲကိုကြီးရဲ့ချစ်စတဲ့လေးလေးကျွန်တော်တို့ပြောပြပါဦးဗျာဟုတ်တယ်ဟာကိုကြီးနေဦးလေကိုကြီးရဲ့ချစ်စတဲ့လေးကျွန်တော်တို့ပြောပြခဲ့အောင်လေဗျာ